အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့ကျွန်တော်ရဲ့ literature feed channel လေးကနေပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကတော့ဆရာကြီးလေရင်သာဆော့ချစ်ရေးသားထားတဲ့သားသမီးကိုပေးခြင်းသောအမွေလို့မြင်ရတဲ့စာအုပ်ထဲမှာအခြေခံရှင်ကျေးမှုအမွေလို့မြင်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဒီဆောင်းပါးကောင်းလေးကိုနားဆင်ခန်းစားကြည့်ဖို့အတွက်ပရိသတ်များဖိတ်ခေါ်ပါရခင်ဗျာအခြေခံရှင်ကျေးမှုအမွေမိဘကသားသမီးကိုအခြေခံပညာအမွေအခြေခံဘာသာတရားအမွေတွေပေးသလိုမျိုးပဲအခြေခံရှင်ကျေးမှုအမွေလည်းပေးဖို့လိုပါတယ်ရှင်ကျေးမှလိမ္မာပါတယ်လိမ္မာမှလူချစ်လူခင်များပါတယ်လူချစ်လူခင်များမှမေတ္တာရပြီးမေတ္တာပေးနိုင်တဲ့စိတ်ချမ်းသာမှုတွေနဲ့ပြည့်စုံပါတယ်မြမရိုးရယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကမြမရေးညီရာသီဥတုတဘာဝကိုယ်ွယ်ယုံကြည်တဲ့ဘာသာတွေနဲ့လျော်ညီစွာပဲပေါ်ပေါက်လာတာဖြစ်ပါတယ်မြမတို့နဲ့ကိုက်ညီစီလျော်တဲ့ယဉ်ကျေးမှုတွေပဲဖြစ်ပါတယ်အခုကမှတော့ကဘာကြီးကသွားလာရေးလွယ်ကူလာပါတယ်ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်လာလို့ကဘာကြီးကကျင်းသက်ခြင်းဖြစ်လာပါတယ်ဒါကြောင့်ကဘာရွာလို့တော့ခေါ်ဆိုလာရပါတယ်ဝမ်းသာစရာကောင်းပါတယ်အသိပညာအတတ်ပညာနည်းပညာတွေအလွယ်တကူဖလှယ်နိုင်ကြပါတယ်ယဉ်ကျေးမှုတွေကလည်းကုလူဆက်ဆံနေပါတယ်ကိုယ့်ရဲ့ရေမြေသဘာဝကိုယ်ဝယ်တဲ့ဘာသာအယူဝါဒတို့နဲ့ကိုက်ညီစီလျော်တာတွေကိုမြမမှုပြုပြီးယူနိုင်ကြပါတယ်ယူကြတာတွေကလည်းအများကြီးဖြစ်ပါတယ်ဒီလိုနည်းအားဖြင့်ယဉ်ကျေးမှုအပင်ကပိုပြီးစီကားတင့်တယ်လာပါတယ်ဒါပေမဲ့ကိုယ့်ယဉ်ကျေးမှုကိုပြစ်ပယ်ပြီးတော့တိုင်းတစ်ပါးယဉ်ကျေးမှုတွေကိုကြီးအားကျအတူခိုးပုံတူကူချတာတွေကတော့မဖြစ်သင့်ပါဘူးဝင်ရိုးစွန်းရေခဲပြင်မှာနေထိုင်ကြတဲ့အက်စကီမိုလူမျိုးတွေရဲ့ဝတ်စားဆင်မှုနဲ့တဲကန်တိုင်းရမှာနေထိုင်ကြတဲ့အာရက်လူမျိုးတွေရဲ့ဝတ်စားဆင်မှုကပုံစံမတူကြပါဘူးဥရောပရာသီဥတုနဲ့အရှေ့တိုင်းရာသီဥတုလည်းမတူပါဘူးဝတ်စားဆင်ရင်ပုံချင်းလည်းမတူကြပါဘူးစာပြိုးသီးနဲ့မတူရင်စားပုံတောက်ပုံလည်းမတူကြပါဘူးဖြတ်တန်းရတဲ့သမိုင်းကြောင်းရလဲစိတ်နေသဘောထားကွာခြားကြပါတယ်ကိုယ်ွယ်တဲ့ဘာသာသဘောတရားအရာအခြေခံအယူအဆတွေလည်းကွဲပြားကြပါတယ်တချို့သောဘာသာတရားကသူ့အသက်တက်တာကိုအကုသို့ဒုစရိုက်လို့ခံယူကြတယ်တချို့သောဘာသာတရားကသူ့အသက်တက်တာကိုကောင်းမှုကုသို့လို့ယူဆကြတယ်အနောက်တိုင်းယဉ်ကျေးမှုကယူသည်အပ်တဲ့နေရာယူသည်အပ်တဲ့သူရဲ့ရှေ့မှာအောက်ထုတ်ချွတ်ရတယ်ဖက်နှက်ကတော့အိမ်ကောင်းရင်အထိစီးလို့ရတယ်ပြဿနာမရှိဘူးမြန်မာတို့ကယူသည်အပ်တဲ့နေရာယူသည်အပ်တဲ့သူရဲ့ရှေ့မှာဖက်နှက်ချွတ်ရတယ်အုတ်ထုတ်ဆောင်းထားရင်တော့ပြဿနာမရှိပါဘူးသူတို့အနောက်တိုင်းမှာမိဘဆရာသမားရှေ့မှာဇပွဲပေါ်ချက်တော့တင်ထားလို့ရတယ်ရှုဖက်နှက်ပါချွတ်စရာမလိုဘူးရိုင်းနေလို့ဘယ်သူမှမထင်ကြဘူးမြန်မာဆိုရင်တော့အလွန်ရိုင်းဆိုင်သူဖြစ်သွားပါလိမ့်မယ်လူမျိုးတိုင်းမှာကိုယ်ရှိမြေတဘာဝရာသီဥတုဖြတ်တန်းလာရတဲ့တမိုင်းကြောင်းကိုယ်ွယ်တဲ့ဘာသာကိုအခြေခံပြီးတော့ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြပါတယ်ကိုယ့်ရဲ့ယဉ်ကျေးမှုကိုမျက်နှာလေးစားတန်ဖိုးထားရပါမယ်မိဘကသားသမီးကိုငယ်ငယ်ကလေးကအခြေခံယဉ်ကျေးမှုနဲ့အညီဝတ်ပုံစင်ပုံနေပုံထိုင်ပုံစားပုံတောက်ပုံပြောပုံဆိုပုံမိဘဆရာသမားတွေနဲ့ဆက်ဆံပုံတွေကိုသင်ပေးရပါမယ်ကိုယ့်ယဉ်ကျေးမှုကိုဂုဏ်ယူမျက်နှာတန်ဖိုးထားတတ်အောင်ခံယူချက်ကောင်းအမွေပေးရမယ်ကိုယ်ဝတ်စုံကိုနှစ်သက်ရမယ်ကိုယ်ဒေတာစာကိုကြိုက်ရမယ်ကိုယ်ရိုးရာပေါ်ဒီမှာနှစ်သက်ပျော်ရွှင်တတ်ရမယ်ကိုယ်နိုင်ငံမှပန်းကလေးတွေကိုချစ်တတ်ရမယ်ကိုယ်ရိုးရာဒုရိယာတန်စင်တေးသချင်းတွေကိုမျက်နှိုးရမယ်ကိုယ်ဓလေ့ထုံးတမ်းတွေကိုစောင့်ရှောက်ရမယ်ကိုယ်ယဉ်ကျေးမှုကိုချစ်ရမယ်ကိုယ်ယဉ်ကျေးမှုကိုမချစ်တတ်မမျက်နှိုးတဲ့ရင်တရုပ်ပြတ်ဖြစ်တတ်တယ်စိတ်သက်ရေးရပါပုံမှန်မဟုတ်ချိုးယွင်းအားနည်းသူဖြစ်တတ်တယ်တည်ကြည်မှုပိန်မွေးမှုအေးချမ်းမှုလေးနက်မှုမရှိဖြစ်တတ်တယ်ကိုယ်ပိုင်ယဉ်ကျေးမှုကိုမျက်နှိုးစောင့်ရှောက်သူတွေကနိုင်ငံတကာကယဉ်ကျေးမှုတွေအများကြီးကိုနှစ်သက်ချစ်ခင်တတ်ကြတယ်လေးစားမျက်နှိုးစိတ်ရှိတယ်ကိုယ်ယဉ်ကျေးမှုနဲ့တင်လျော်တာတွေကိုစီလျော်အောင်မြန်မာမှုပြုနိုင်ကြတယ်ယဉ်ကျေးမှုအပင်ကိုပုံမစီပင်အောင်ဖြည့်ဆည်းပေးနိုင်ကြတယ်ကိုယ့်ရဲ့လူမျိုးကိုယ့်ရဲ့ယဉ်ကျေးမှုကိုပြစ်ပယ်ပြီးတိုင်းတစ်ပါးယဉ်ကျေးမှုတွေကိုကြီးပုံတူပြုတ်နေလို့ရှိရင်တော့အများအမြင်မှာအထင်သေးခံရတယ်ကဲ့ရဲ့ရှုံချပြောဆိုခံရတယ်ဒီလိုပြုတ်မှုပြောဆိုခံရတာတွေကိုမကြေမနက်တုံ့ပြန်ဆန့်ကျင်ရင်းနဲ့ရိုင်းဆိုင်ယုံသားမကရန်သူလိုပါဖြစ်လာတတ်တယ်စိတ်တဲ့ရေးရပါပျက်စီးစေပါ
ဒါကြောင့်သားသမီးကိုချစ်လို့ကောင်းစားစေခြင်းအေးချမ်းချမ်းနဲ့စိတ်ချမ်းသာစေခြင်းငယ်ငယ်ကလေးကကိုယ့်လူမျိုးရဲ့ယူရာရင်ကျေးမှုကိုအများနဲ့အဝင်ခွင့်ကြဖြစ်အောင်လေ့ကျင့်ပေးတဲ့နဲ့အခြေခံရှင်ကျေးမှုအမွေကိုပေးနိုင်တဲ့မိဘဖြစ်တယ်ပါတယ်အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းပါးကောင်းလေးကတော့ဆရာကြီးလေရင်သာဆိုချစ်ရေးသားထားတဲ့သားသမီးကိုပေးခြင်းသောအမွေလို့အမည်ရတဲ့စာအုပ်ထဲမှာအခြေခံယဉ်ကျေးမှုအမွေလို့အမည်ရတဲ့ဆောင်းပါးကောင်းလေးတစ်ပုဒ်ကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဆောင်းပါးကောင်းလေးနားဆင်ပြီးတော့နားဆင်သူများအနေနဲ့လည်းဆရာကြီးလေရင်သာဆိုချစ်လမ်းညွှန်ထားတဲ့ကိုယ့်ရဲ့သားသမီးတွေကိုအခြေခံယဉ်ကျေးမှုအမွေတွေပေးနိုင်မဲ့နည်းလမ်းတွေကိုသိရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာနားဆင်သူများအနေနဲ့လည်းအခုလိုပညာပေးဆောင်းပါးကောင်းလေးတွေဘုသူတပေးဆောင်းပါးကောင်းလေးတွေကိုဖတ်ရှုခြင်းနဲ့ဆိုလို့ရှိရင်တော့ဆရာကြီးလေရင်သာဆော့ချစ်ရေးသားထားတဲ့သားသမီးကိုပေးခြင်းသောအမွေလို့အမည်ရတဲ့မူရင်းစာအုပ်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာပရိသတ်များကိုတိုက်တွန်းလိုက်ပါရခင်ဗျာနားဆင်သူများအားလုံးပေးရန်ခတ်သိမ်းကင်းကြီးကြပါစေဒေါသခတ်သိမ်းကင်းကြီးကြပါစေစီးရင်ခတ်သိမ်းကင်းကြီးကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေနားဆင်သူများအားလုံးပေးရန်ကြောက်ကြစီးရင်ကင်း၍ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature feature channel လေးမှာနားဆင်ပေးခဲ့ကြသူတူတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ